အားလုံးမင်္ဂလာဗျကျွန်တော်ဒီနေ့တော့ပေါ့နော် Magic Way Update တက်မလာခင်မှာကျွန်တော်ကဒီ Legend Skin ကိုကျွန်တော်ဖောက်ပြတော့မှာဖြစ်ပါတယ်ဗျာနော်ဘာနဲ့ဖောက်လဲကျွန်တော် COE နဲ့ကျွန်တော်ဖောက်ပြတော့မှာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုကိုဆောင်ကြည့်ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျာနော်ကဲကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျအရင်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ဟိုရင်ကတည်းကအားပေးတဲ့တယောက်ချင်းစတယ်ကောနောက်ပြီးတော့ခုမှအားပေးတဲ့တယောက်ချင်းစတယ်ပေါ့နော်ကျွန်တော်ကကျေးဇူးများများတင်ရှိပါတယ်ဗျနောက်ပြီးတော့လည်းပေါ့နော်ဗရာတော်တွေနဲ့ကျွန်တော်ကိုကူညီတဲ့ဆန္ဒလေးများရှိခဲ့ရင်ကျွန်တော် channel လေးကို subscribe လုပ်ပေးခြင်းဖြင့်ကျွန်တော်ကိုကူညီပေးကြပါဦးမယ်နော်ကဲကျွန်တော်တို့ဗီဒီယိုလေးကိုစမယ်အရင်ဆုံးအနေနဲ့ကျွန်တော်မှာ COE ကတော့1292ရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီဒါတွေတော့မဝယ်ရသေးဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့ဒါကျွန်တော်ကဒိုင်မွင်းမရှိသေးဘူးပေါ့နော်ဒါမှ89လုံးနဲ့ရှိတယ်ကျွန်တော်10လုံးနဲ့ရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မဝယ်သေးဘူးပေါ့နော်ဟိုကျွန်တော်ကျွန်တော်မှာ1290နဲ့9လုံးရှိတယ်မကြည့်ဘူးရ18လုံးရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီပုံလေးတွေရှိသေးပေါ့နော်အထုံများတဲ့မှာကျွန်တော်90နဲ့9ပုံရှိတယ်ပေါ့နော်90နဲ့9ပုံလုံးကိုကျွန်တော်တုံးမယ်ပေါ့နော်ကျွန်တော်ကော်လာတာကိုအဓိကမထားတော့ပေါ့နော်ကော်လာတာမဖောက်တော့ပါဘူးရင်စကင်အောက်ချောင်းစကင်လာမှာပဲကျွန်တော်ဖောက်တော့မယ်ပေါ့နော်ဒါကြောင့်ကျွန်တော်90နဲ့9ပုံအကုန်တုံးမယ်ပေါ့နော်ဒီလေချင်းမစ်ကျဲဝိတ်အကုန်တုံးမယ်90ရတယ်ပေါ့နော်โอเคကျွန်တော်မစ်ကျဲဝိတ်တင်တော့မယ်โอเคဒါဆိုတော့ကျွန်တော်မှာ1800ကျော်ရှိသွားပြီပေါ့နော်1800ကျော်ရှိသွားပြီဒါကြောင့်ကျွန်တော်ဖိုက်တော့စီသွားမယ်ပေါ့နော်ဖိုက်တော့စီသွားမယ်โอเคအရင်ဆုံးအနေနဲ့ကျွန်တော်ဒီတွားမှာကွာနော်တစ်ခါလေးတွားမယ်ဝမ်းတော့တွားမယ်ကွာနော်ပထမဆုံးအနေနဲ့ဖိုက်တော့ကိုရင်တွားမယ်15တုံးဒါဆိုကျွန်တော်တော်နေရ5တုံးရှိတယ်ဆိုတော့ကျွန်တော်10တုံးရတယ်ပေါ့နော်โอเคကျွန်တော်10တုံးထပ်ရတယ်ပေါ့နော်ကျွန်တော်နောက်ထပ်ဖိုက်တော့မတွားဘူးပေါ့နော်1တော့တွားမယ်1တော့ချင်း1တော့တစ်ခါတော့မယ်ဒါဗရာတော့အနေနဲ့ခံမှန်းကြပါနော်20ခွေ9တော့ပေါက်တယ်ပေါ့နော်ဒီနေရာမှာတန်တာကတော့ဘယ်လိုပြောမလဲအရင်လာမဲ့ average မှာတန်သလားမတန်ဘူးလားဆိုတော့တန်တယ်လို့တော့ပြောရမှာပေါ့နော်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အနေနဲ့မအားသေးဘူးဗရာတော့ရင်းနဲ့ဖိုက်တော့တွားမယ်ဆိုရင်ကျွန်တော်တို့9လုံးပေါက်ချင်မှပေါက်မှာလေနော်9လုံးတော့မပေါက်ချင်ပါမယ်ဒါပေမဲ့ဟိုမှာကျတော့နောက်လာမဲ့ average ကျတော့9ချိန်ကတော့တေချာပြီးတော့ပေါ့နော်ဒါပေမဲ့ဒီမှာကျွန်တော်တို့ပြောလို့9ချိန်နဲ့10ချိန်လည်းပေါက်နိုင်တယ်အခုကြည့်ပါနော်ကျွန်တော်10လုံးထပ်ပေါက်ပြီပေါ့နော်โอเคကျွန်တော်10လုံးထပ်ပေါက်ပြီโอเคဒီမှာ3ကရပြီ3ကရပြီပေါ့နော်3ကရပြီကျွန်တော်နောက်ထပ်ဖိုက်တော့ကျွန်တော်ပြန်တော့မယ်35လုံးရပြီပေါ့နော်ဒါမချစ်ပလင်းတော့ကျွန်တော်ခုံသွားပြီဒါပေမဲ့ကျွန်တော်ကယူစရာလေးတစ်ခုရှိတယ်ပေါ့နော်အတက်ရောက်ရှိလာတဲ့နေရာမှာ44ကရှိပြီအဲ့ဆိုတော့ကျွန်တော်ဒီနေရာမှာမချစ်ပလင်းတပ်ပလင်းယူမယ်ပေါ့နော်ဘယ်လိုယူမလဲဆိုတော့တစ်ချက်ကြည့်ပေါ့နော်မချစ်ပလင်းတပ်ပလင်းယူမယ်โอเคကျွန်တော်မ44ကရှိပြီဆိုတော့မချစ်ပလင်းတစ်လုံးရပြီနော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်45ချိန်ဖောက်ပြီဆိုရင်ကျွန်တော်44ကဆိုတော့ကျွန်တော်ဒီမှာတစ်ခါရတယ်ပေါ့နော်အဲကြောင့်45ကဖြစ်မှာပေါ့နော်โอเคမပေါဘူးပေါ့နော်ဒါပေမဲ့ basic skin ဆိုတော့ဒီ1ဒေါ်လေးနဲ့လည်းပေါက်တယ်เนาะဒါပေမဲ့ကျွန်တော်ကဒီ skin ကဘယ်လိုပြောမလဲဘာ skin လဲလားဗရာဒါ follower skin လားskin ပေါ့เนาะskin နေဆိုတော့ကျွန်တော်တို့ပေါက်မှာမဟုတ်ဒီမှာဖောက်တာတော်တော်တန်တယ်လို့ပြောရမှာဘာလို့လဲဆိုတော့ဒီပန်းရောင်ကတ်တွေတော်ရတယ်ပေါ့เนาะဒီ skin ဖက်တယ်မယ်โอเคကွက်တီပဲเนาะတွေ့လားမသိဘူးမပေါက်ဘူးပေါ့เนาะကိတ္တံ view ပါလာတော့เนาะကျွန်တော်ဒီ magic blend လိုချင်တော့ဒီ magic blend လုံးရပြီအဲဆိုရင်ကျွန်တော် magic way မှာကျွန်တော်တက်ဖောက်မှာပေါ့နော်ကဲကျွန်တော် magic way မှာကျွန်တော် blend သုံးရတယ် blend သုံးကျွန်တော်တက်ဖောက်မယ်မပေါက်ဘူးပေါ့နော်အဲဆိုတော့ကျွန်တော်တန်းတော့ကျွန်တော်သွားမယ်တန်းတော့ပဲကျွန်တော်သွားမယ်ဖတ်โอเค40ပေါက်တယ်ဆိုတော့ကျွန်တော်9တုံးထပ်ပေါက်တယ်ပေါ့နော်40โอเค3လုံးရပြီပေါ့နော်3ကရတယ်โอเค50 10အော်တော်တော်မိုက်တယ်နော်ဗျာတော်တော်မိုက်တယ်နော်10ဒါတော့မြင်နေတော့ဒီကက်ကလေးတွေကတော်တော်တုံးဝင်နေတော့ဗျာတော့ကျွန်တော်အခုဒီမှာအတက်ရောက်ရှိလာတဲ့အရာဆိုတာလေတွေ့လားဒီတန်းပြည်သွားပြီ magic blend ရပြီမဖောက်တော့နဲ့နောက်အတက်လာတဲ့ခါကျမှဗျာတို့ပြန်ထည့်ဖောက်ပေါ့နော်ဗျာတို့မှ44ကရှိဖို့တော့လိုတယ်ပေါ့နော်အဲဆိုဒါလေးကျွန်တော်ပြောတာပါကျွန်တော်အရင်ဗီဒီယိုမှာလည်းကျွန်တော်ပြောခဲ့ဘူးねကျွန်တော်250ထပ်တော့55 5တုံးပဲပေါက်တယ်ပေါ့နော် COD ပဲတုံးမှာပေါ့နော်လောဆယ်တော့ COD ပဲကျွန်တော်တုံးမယ်ဇိုးတွေလည်းကျွန်တော်ဖောက်လို့လည်းရတယ်ဗောနော်ဒါပေမဲ့ကျွန်တော်ကဇိုးတွေ skin တွေအဲ့လိုကြီးကျွန်တော်မကြိုက်ဘူးကျွန်တော်တန်းတော့ကျွန်တော်ထပ်ပါမယ်60 okay 55လုံးလာတော့နေရ55လုံး60 5လုံးထပ်ပေါက်တယ်ဗောနော် okay ရှိပြီလားဘာပေါက်တယ်လဲ73ကတောင်ထပ်ရတယ်ဗောနော် hero ထင်တယ်
65တဲ့10တုံးထပ်ပုတ်တယ်ဗျာနော်10တုံးလားဟော9တုံးနဲ့တဲ့9တုံး10တုံးလားလို့ဟေး65ကဲ80 9တုံးထပ်ပုတ်တယ်ကဲကျွန်တော်မှာမလောက်တော့ဘူးဗျာနော်ကျွန်တော်80တော့ရတယ်အလုံးပေါင်း1800ပေါ့နော်ဒီ Castel COE 1800မှာကျွန်တော်80တော့ရတယ်ပေါ့နော်1800မှာကျွန်တော်1600ပဲပေါ့နော်ဘာဖြစ်လဲဆိုတော့ကျွန်တော်ကဒီမှာ290နဲ့ဖောက်မှာဆိုတော့ကျွန်တော်240ရှိတယ်ပေါ့နော်ကဲဒီနေ့ဗီဒီယိုတော့ပါဗျာနော်ဒါဗလာတော့အနေနဲ့ခံမှန်းလို့ရတယ်ဒါဆိုရင်ကျွန်တော်အနေနဲ့နောက် update တက်လာတယ်ဆိုရင်တော့ကျွန်တော်ကဘယ်နှချိန်ဖောက်မလဲဆိုရင်ဒေါ်ပေါင်း100နဲ့130ပေါ့နော်ဒါတော့100အချိန်ကြီး130ဖောက်မှာပေါ့နော်ဟာတော်တော်ကြီးတော့လိုက်ရမှာပေါ့နော်ကဲဒီနေ့ဗီဒီယိုတော့ပါဗျာနော်သူကြီးဗီဒီယိုတရားရောက်ချင်းစလဲကျွန်တော်ကကျေးဇူးများများတင်ရှိပါတယ်ဗျအားလုံးဆင်ပြကြပါစေဘိုင်ဘိုင်